လေးဘလို့လေးစော့နေကြတယ်ချော်လိုက်ပြီးအကုန်လုံးဒုက္ခရောက်တော့မှာပဲအဲ့မှာမစော့တယ်ဒီမှာထိုင်နေလားလူကလေးလည်းမသိကစိုးရတော့ဖို့ဆိုတော့မခူးရအောင်ကစားဖို့ပဲသိတယ်ကလေးတွေကတမျိုးဖေးရတမျိုးဘာဒီမှလည်းမသိဟဲ့ဖူးဟာအမထိုင်ပါဒီတိုင်းပဲမလုပ်နဲ့တော်စမ်းမှာနင်ငါ့ကိုစကားပို့ပြီးပြောနေတယ်ဗမာလည်းပတ်စံနင်ငါ့ကိုတော့ပြန်ပြပါလေပတ်စံပေးရမှာပတ်စံကိုပြောလို့ပါမနင်တို့ကလေတစ်ခါလိုက်စင်ပြီလို့တစ်ခါလိုက်စင်မျိုးလို့ ਨੇ ငါနင့်ကိုရက်တင်နောက်ရွှေ့ပေးထားတာဘယ်လောက်ရှိနေပြီလဲဟမ်ဒီကအစင်ပြရပြတော့မှာတကယ်အစမပြေဘူးလို့ပါတော်စမ်းမှာနင်ငါ့ကိုညရင်ကလာပြီးထိုးမနေပါနဲ့ငါနောက်နေ့ထပ်ပြီးတော့လာတောင်းမယ်နောက်နေ့မှမပေးနိုင်လို့ရှိရင်ညွန့်ကရက်ွက်ရုံခေါ်ပြီးတော့ညွန့်ကမအဲ့လိုမလုပ်ပါနဲ့မကျမတောင်းမှမှာတယ်ကျမယောက်ျားပြန်လာတယ်ကျမပေးပါမယ်မှာဒီယောက်ျားပြန်လာပေးမယ်ပေးမယ်နဲ့ဘယ်နှခါရှိနေပြီလဲဖူးဖူးရဲ့မလို့ချင်ဘူးငါမနေ့ဖြန်တော့နင်းရှီကငါပတ်စံကိုရအောင်ယူမယ်အဲ့ဒါကိုနင့်ခေါင်းနဲ့မြက်မြက်မှတ်ထားဒါပဲမအဲ့လိုမလုပ်ပါနဲ့မမင်းမဘိုက်စာပြီးဘာချက်တော့ဘာချက်မှာလဲဟမ်ဘာချက်တာဘာချက်မှာလဲလို့တူတူပြောပါနင်အော်ဒါဘာဖြစ်နေလို့ပုံမှန်ကြငါ့နားလေးထင်နေဦးမယ်ရှင်းဖေးဖေးပြောတော့တောက်မှမသားပဲနဲ့တူတူပြောပါဘာလဲဘာမှမချက်ဘူးရှင်းပတ်စံပါမလဲပတ်စံဟမ်ပတ်စံအော်ငါမယူဘူးလေဟာရှင်းအလောက်သွားတယ်ဆိုဒီနေ့ဟမ်အလောက်သွားလုပ်တယ်ဆိုအလောက်ဟုတ်တယ်ဘယ်လိုသွားလုပ်လဲရှင်းအလောက်ကိုပြောတာရှင်းဘယ်လိုလုပ်ချင်နေရလဲဟုတ်လေနင်ပြောငါနားမလဲလို့ဘာပြောနေရလဲလို့ရှင်းအလောက်သွားလုပ်တယ်ဆိုဘာမှလဲပတ်စံဒီနေ့ကျမအကျွေးလာတော့ကျမစက်တွေကွဲနေပြီကျမအကျွေးတွေပေးရတော့မယ်ပတ်စံဘာမှလဲဟာကွဲသွားလားပကန်းလေးဒုက္ခပဲဒီနေ့လစ်ပလေးရတော့ရှင်းကိုအဆက်တွေကွဲနေပြီလို့ပြောတာပကန်းဘာလို့ကွဲမှာတော့ဦးကဘာလုပ်မှာဘာချက်လဲလို့ပတ်စံဘာမှလဲပတ်စံမရှိလို့ကျမဘာမှမချက်တာဘူးဘာသားချက်တာလားဘာမှမချက်တာဘူးတို့ပြောပါတန်းတာနေမှာမဆုစအော်နာပဲဟွာအခုဘာမှမချက်တာဘူးဆိုတော့ပတ်စံမရှိလို့ဘာမှမချက်ဘူးလေရှင်းကိုကျမပြောလိုက်တယ်လေပတ်စံရှာခဲ့လို့ပြောတာလေဘာမှလဲပတ်စံအော်ရှာချက်တာဝက်ရှာလားဘာရှာမဟုတ်ရှင်းရှာရုပ်ဖြတ်ပြီးချက်မှာရှာတော့မရှိဘူးဒုက္ခပါပြောနင်ပြောနေငါလည်းသိချာနားမလဲကွာအခုအလုပ်ရခဲ့ပြီဘာလုပ်လဲဟွာငါတကယ်ချင်းလေတိုက်ကြီးတည်းမှာတိုင်မောင်းလေအေးသိတယ်ဘာဖြစ်လို့လဲအေးတိုက်ကြီးအားတဲ့ဟွာဗါတဲ့ဟွာသူ့ရှိမှာတဲ့ဟိုတိုက်ကြီးတပြစ်သီးတွေပုံနေပြီးတဲ့လာရောင်းတဲ့ဘာကြီးတိုက်ကြီးတပြစ်သီးတွေတဲ့တပြစ်သီးအေးတိုက်ကြီးကတပြစ်သီးရှင်မားနေပြီထင်တယ်နော်ဟာဟုတ်လေတိုက်ကြီးကတပြစ်သီးမဟုတ်တာတပြက်စီးထောက်တာလေဘာလို့တပြစ်သီးလဲတပြစ်သီးကရှစ်ဖေကိုထိုးမှာဟမ်အဲ့တပြစ်သီးကရှစ်ဖေကိုထိုးမှာလို့ဟာနေကိုတပြစ်သီးထိုးပါတယ်ဘယ်သူလဲဘာလို့ကျမထိုးမှာတော့ဘာလဲဘာပြောနေတာလဲတပြက်စီးပဲထွက်တာလို့တပြစ်သီးကဘာလို့မှာလဲတပြက်စီးထွက်ကုန်တယ်ဒီနလေးပလေးဘလို့ပြောပြအောင်လည်းမသိဘူးတော့ငါမနေ့ကဈေးတော့မှာနေဟိုခုနဘာထိုးတာတပြစ်သီးရှစ်ဖေကိုထိုးမှာပတ်စံရှာဆိုပတ်စံမရှာဘူးဘာလာပြောနေမှလည်းမသိဘူးယောက်ျားကတော့မကြံကြီးစီတယ်လုပ်နေတယ်တပြက်စီးโอ้ยဘာချက်တာဘာမှမချက်ဘူးလို့ပြောနေရလေဩအေးပြီအဲ့ဒါနဲ့ပဲစားလိုက်တော့မယ်ဒုက္ခပဲဘာမှလည်းမသိဘူးဟဲ့ကလေးနှုတ်ခေါ်နေမကြောက်လားတော့နေလို့လေတော့မကောင်းဆိုမကောင်းနေပြည့်စည်ရောက်နေပြည့်စည်တိုင်းကြီးပြည့်စည်ရမယ်လို့တိုင်းကြီးပြည့်စည်ရမယ်ဗျာဟာတလေးစည်တယ်အော်ဒီလူကလည်းကွာနေလေးမကြောက်လားမသိဟုတ်ကဲ့ပါလေတိုင်ကြီးကတပြည့်ပြီးတော့ပါဘူးတပြည့်စီးပါဘူးပြည့်စီးရတပြည့်စီးရလားတပြည့်စီးတပြည့်စီးမရဘူးတပြည့်စီးပဲရတပြည့်စီးပဲဝင်ဟုတ်တပြည့်စီးကောင်းတယ်ကိုတိုင်ကြီးတပြည့်စီးအေးကောင်းတယ်ခိုင်နေမလားဟမ်ခိုင်လားအဲ့ကျွန်တော်မလုပ်တတ်ဘူးဟုတ်ဘူးမဟုတ်ခိုင်ခန့်လားခိုင်ခန့်လည်းရှိတယ်ခိုင်ခန့်လားမင်းတပြည့်စီးကခိုင်လားအဲ့ဒါမေးတာခိုင်ခန့်မှုရှိလားခိုင်လားရမ်းခိုင်လားရမ်းကောင်းတယ်ကိုပြရမ်းကောင်းတယ်မကြီးအားမျိုးကျိုက်သလိုရိုက်ကိုတပြည့်စီကျိုက်သလိုရိုက်လိုက်ကိုဘယ်လောက်လဲကျိုက်သလိုရိုက်လို့ရပြီဟမ်တချောင်းဘယ်လောက်လဲရိုက်လို့ရတယ်လို့ကိုရိုက်ကြည့်ရောတချောင်းဘယ်လောက်လဲလို့တချောင်းနဲ့မဟုတ်ကျဲတဲ့ချောင်းနဲ့ရိုက်လို့ရတယ်ကိုဒါဒီလည်းရိုက်ကြည့်တယ်ဟဲ့ရိုက်လို့ရကိုဟဲ့ခိုင်နေနဲ့ဟာအဲ့ဒါမကောင်းဘူးအဲ့ဒါမကောင်းကျွန်တော်အိမ်မှာလေးအဲ့ကောင်မကောင်းတာအဲ့ကောင်မကောင်းခိုင်နေဆိုဟဲ့မင်းပြောတော့မကျိုးဆိုခိုင်နေဆိုဒီမှာကျိုးကုန်ပြီဟာတပည့်စီးရစုပ်နေလားမသိပါဘူးကွာအေးကွာဘယ်လောက်လဲတချောင်းဘယ်လောက်လဲမကျိုးဘူးမဟုတ်ဘယ်လောက်လဲဒီတပည့်စီးရတချောင်းဘယ်လောက်လဲလို့မင်းကိုမေးနေတာအဲ့ကောင်လည်းမကျိုးဘူးဒါလည်းမကျိုးဘူးမနေနဲ့ဝင်မနေပါနဲ့ကွာအမခိုင်မှာလည်းမဟုတ်သူပြောတဲ့အတိုင်း